လက်ကျန်ပွဲစဉ်အားလုံးကိုသာအနိုင်ယူထားနိုင်ရင်ကျွန်တော်တို့ချက်စီအသင်းအနေနဲ့ချန်ပီယံလိ16သိန်းရှုံးထွက်အဆင့်ကိုတိုက်ရိုက်ဝင်ရောက်နိုင်မှာဖြစ်လို့ဒီပွဲစဉ်ကိုလည်းမဖြစ်မနေအနိုင်ရောက်သွားအောင်မှလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာကတော့ချန်ပီယံလိ round 7ရဲ့ကြာသပတေးနေ့ညမှာချန်ပီယံကစားသွားမယ်ပွဲစဉ်များတဲ့မှာကျွန်တော်တို့ရှင်းရတဲ့ချက်စီအသင်းနဲ့ပါဖို့အသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုအနည်းငယ်ပြောပြပြီးတော့ကိုရလက်ခံမှန်းပေးသွားမှလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ချက်စီတင်းရဆိုရင်တော့ချန်ပီယံလိ6ပွဲကစားပြီးရမှာ3ပွဲနိုင်1ပွဲသိရင်နဲ့2ပွဲတိတိရှုံးနေထားသလိုတစ်ဖက်အသင်းကလည်းချန်ပီယံလိ6ပွဲကစားပြီးရမှာတော့1ပွဲနိုင်3ပွဲသိရင်နဲ့2ပွဲတိတိသိကြထားတာဖြစ်လို့ကျွန်တော်တို့ချက်စီတင်းတာလျင် PPCC နဲ့တိကျကစားမယ်ဆိုရင်တော့အနိုင်ယူနိုင်မှာလည်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ချက်စီတင်းနေနဲ့လက်ကျန်ပွဲစဉ်အားလုံးကိုအနိုင်ယူနိုင်ရင်16သိန်းရှုံးတဲ့ဆင့်ကိုတိုက်ရိုက်ဝင်ရောက်နိုင်မဲ့အခွင့်အရေးရှိတာကြောင့်မိပြလီယန်နေနဲ့လည်းဒီပွဲစဉ်ကိုတိကျကင်တော်သွားဖို့မျှော်လင့်မိပါတယ်ကျွန်တော်တို့ရှင်ပြိုင်မဲ့ပါဖို့အသင်းကလည်းချန်ပီယံလိပြိုင်ပွဲမှာအမြဲတမ်းလိုဝင်ရောက်ရှင်ပြိုင်နေကြအတင်းတင်းမဟုတ်တဲ့ပြင်ချက်စီတင်းရဲ့အိမ်ပွဲမှာရှင်ပြိုင်မှာဖြစ်တာကြောင့်ဒီပွဲစဉ်ကတော့ကျွန်တော်တို့ချက်စီတင်းကအပေါင်းလက္ခဏာဆောင်နေတာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာကျွန်တော်တို့ချက်စီတင်းကပဲဧည့်သည်တင်းကိုအိမ်ပွဲမှာ2-0ဆိုတဲ့ရလက်လောက်နဲ့အနိုင်ယူပြီးတော့3မှတ်အပြည့်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ